ငယ်ချင်းတို့ရေဒီမှာငဖဲ9ပေါင်အိတ်ကိုဝယ်ထားပြီးတော့ဒီတိုင်းဆိုရင်ရမင်းကတစ်ခါချက်ရင်တစ်ခါပြန်ပြီးတော့အပြင်အထုတ်လိုက်ကြီးဆွဲထုတ်ရမှာဆိုလို့ရမင်းဒီမှာတစ်ခါချက်လေးတွေစပက်ကလေးနဲ့ချိန်ထည့်ထားလိုက်ပါမယ်ဒါက9ပေါင်တုပ်ကြီးဆိုတော့များတယ်လीနော်တစ်ခါချက်ရင်တစ်ပေါင်လောက်ချက်မှာပေါ့နော်အဲ့တော့ခွဲလိုက်ပါဦးမယ်ရှင်မာကြည့်တကယ်ချင်းတို့ရေဒါလေးကတော့လေတကယ်ဗမာပြည်ငဖဲစစ်လေးတိုင်းပဲဒီမှာ ready made လုပ်ထားပြီးသားဟို constant တို့ဂျုံတို့အာလူတို့ရောပြီးတော့ထားတာမဟုတ်တဲ့အတွက်လေဓမ္မလေးကတော့ဒါလေးကတော့ငဖဲစစ်ကလေးပေါ့နော်အဲ့ဒါလေးကိုရမင်းစစ်ပိတ်လေးနဲ့ခွဲထည့်ပါမယ်လက်ကလေးကမှကြည့်နော်လက်သိမ်းမရှိဘူးနော်လက်အိမ်မဆွတ်ချင်တော့လို့ကဲတကယ်ချင်းတို့ရေအခုတော့ခွဲပြီးသွားပြီဒီလိုမျိုးလေးတွေခွဲထားလိုက်တယ်တထုပ်ဒီလိုမျိုးလေးတွေခွဲထားလိုက်တယ်သူက9ပေါင်ဆိုတော့ရမင်းကလည်း9တုပ်လောက်ပဲရအောင်ခွဲလိုက်တာပေါ့နော်အခုဒီမှာ4တုပ်ဒါဆိုရင်တစ်ခါချက်စာလေးပေါ့နော်ဒီလိုမျိုးလေးခွဲပြီး frozen နဲ့ပြန်တင်ထားမယ်ဒါကတော့ဒီနေ့ကြော်စားမယ်ပြီးရင်စက်သွန်ဒီလေးနဲ့ဂျင်းကလေးနဲ့ထည့်ပြီးတော့နေမယ်ဒါလေးကမှတကယ်ဗမာပြန်ငဖဲလိုမျိုးလေးဖြစ်နေတာအခုဒီမှာဟိုဘူးတွေနဲ့ ready made ရောင်းတဲ့ဟာတွေကြတော့လေသူတို့ကအထဲမှာတစ်ခါတည်းအကုန်တစားပလာနေပြီးသားဆိုတော့လေမဖယ်နိုင်မရဘူးကဲဒါလေးကတိတ်ပါမယ်ဒါလေးကအခုကြော်စားပါမယ်ဆက်လုပ်လိုက်ပါဦးမရှင်ကဲကိုယ့်ရဲ့ဒီလက်လှဲတဲ့ဟာလေးကိုအသုံးချလိုက်ပါမယ်အဲ့တော့ဂျင်းတွေရောစက်သွန်ပြူတွေရောစက်သွန်နီတွေရောစက်သွန်နီကိုကတော့ဒီလိုပပလေးရောလှီထားပြီးပြီဒါမဲ့လေနှုတ်ကလေးတွေဖြစ်သွားအောင်လို့ဒီရဲထည့်ပြီးတော့ဗရနာနဲ့ကြိတ်လိုက်မယ်များနေတယ်စက်သွန်နီတွေများနေတယ်ဗမာပြည်မှာဆိုရင်လည်းစက်သွန်နီများလေးနဲ့ငဖဲကိုပွားတယ်လေနော်အဲ့ဒါရမင်းလည်းအခုငဖဲလေးကိုစက်သွန်နီလေးနဲ့ဟေးဘယ်လိုထည့်လဲညာလေးကိုညနေလေးတော့ဒါလေးနဲ့လုပ်လိုက်ရတာနားလည်းမကြီးဘူးကြံတဲ့ဟာလေးတွေကောက်ထည့်လိုက်အောင်မှာငဖဲကိုသူကပွားလို့ရတယ်လေငဖဲကစက်သွန်နီတို့စက်သွန်ဖြူတို့များထည့်ပြီးတော့ပွားဗမာပြည်မှာလိုပဲပေါ့နော်သူကအခုကြည့်လိုက်တာတော့ဗမာပြည်ကငဖဲအတိုင်းပဲကို ingredient နေထပ်ထည့်ပြီးတော့မှလုပ်ရမယ်တဲ့ဆိုပြီးရေးထားတယ်လေသူရဲ့စာမှာအဲ့ဒါတော့ဒါလေးကိုဆိုတော့ရလာပြီအော်ရလာပြီဆိုမှမကြည့်များတော့ဘေးနားမှာကတ်နေတယ်ဒီဟာဆိုတော့လေဟိုဟာဝါယာကျိုးထိုးတဲ့ပလက်ပေါက်ဝေးနေတာတော့ကိုချားတယ်ဒီတော့ကဲရပြီရှင့်ဒါတော့ပဲတော်ပြီဒီဟာလေးကိုရမင်းရဲ့ငဖဲထဲမှာရမင်းရဲ့ငဖဲထဲကိုထည့်လိုက်ပါမယ်ငဖဲလေးကတော့ဒါဗမာပြည်မှာဆိုရင်တော့အစိတ်သားလောက်ရှိမှာပေါ့နော်တစ်ပေါင်စာလောက်ပေါ့တစ်ပေါင်စာလောက်အဲ့ဒါလေးကိုစားထည့်မယ်ချိုမုတ်ထည့်မယ်စက်သွန်နီထည့်မယ်စနွေးမုတ်လေးထည့်မယ်အဲ့လေးထည့်လိုက်ပါဦးမယ်ကဲတကယ်ချင်းတို့ရေအခုတော့စက်သွန်ပြူစက်သွန်နီဂျင်းရဟိုစနွေးမောက်လေးရဲ့စားလေးရဲ့ချုံမှုန့်လေးရဲ့ထည့်ပြီးတော့ဒီမင်းစောနာငဖဲလေးကိုနေထားပါတယ်ငဖဲလေးကိုစနေအောင်မှတော့နည်းနည်းလေးဖွာလေးဖြစ်နေပြီပဲငဖဲလေးကိုနေဒီလိုမျိုးလေးတွေပေါက်ပြီးတော့နေပြီးနေမှာစီးပိုက်နေပါပြီငဖဲထဲမှာဒါလိုပြန်ပြီးစီးပိုက်နေအောင်လို့နေလိုက်ပါနော်ငဖဲကအဲ့လိုစီးပိုက်နေအောင်ပြန်နေလိုက်ပါရမင်းကအခုဒါငဖဲအစိတ်သားတစ်ပေါင်ပေါ့နော်ငဖဲအစိတ်သားကိုရမင်းတို့ဒီအမေရိကန်ကစက်သွန်နီဥလုံးအရန်ကြီးမဟုတ်ဘဲနဲ့ဒီလောက်အနေထားဥတစ်လုံးထဲပါတယ်ပြီးရင်တော့စက်သွန်ပြူက4မွှာထဲပါတယ်စက်သွန်ပြူကလည်းဒီအမေရိကန်ကစက်သွန်ပြူနော်စက်သွန်ပြူ4မွှာထဲပါတယ်ဒီလိုမျိုးဒါဗမာပြည်မှာဆိုရင်တော့ဟိုတရုတ်စက်သွန်ပြူလို့ခေါ်လားမသိပါဘူးအဲ့လိုမျိုးစက်သွန်ပြူရဲ့အမွှာ4မွှာထဲပါတယ်ပြီးရင်ဂျင်းကတော့ဟလိုလက်တစ်စစ်စာလောက်ကြိတ်ပြီးတော့ထဲလိုက်ပါတယ်ပြီးရင်တော့စားရဲ့ချုံမှုန့်ရဲ့စနွေးမုတ်လေးရဲ့ထည့်ပြီးတော့နေလိုက်ပါတယ်နေပြီးွားရင်တော့ဒီလိုပြန်ပြီးတော့စီးနေအောင်လို့ပေါ့နော်ငဖဲကထုလေမလေးငဖဲလေးအဲ့ဒါဒီလိုပြန်ပြီးတော့စီးနေအောင်လို့တခါဒီလိုပေါက်ပြီးတော့ပြန်နေလိုက်ပါဒီလိုမျိုးအနေထားပြန်ရတဲ့အထိနေပေါ့နော်ဒါဆိုတော့ရမင်းကအခုတကြော့လို့အစင်သစ်ဖြစ်ပြီးသွားကြော့ဖို့ရအစင်သစ်ဖြစ်ပါပြီလက်ကဟာလေးတွေချစ်ချလိုက်အောင်မယ်ရှင်အဲ့ဒါပြီးရင်ရမင်းကြော်ပါမယ်ဒါလေးကဘလို့နေလဲဆိုတာပြတာပေါ့နော်ငဖဲနေတဲ့ခါကျရင်ဒီလိုစီလေးပြည့်တကယ်ချင်းတို့ရေအခုတော့ရမင်းကငဖဲကြော်ဖို့အတွက်စီပူပေးထားပြီးပြီစီရနေပါပြီ
ပြီးရင်တော့အစင်သစ်ကမှရေလေးနည်းနည်းရေလေးကိုခွက်ကလေးနဲ့ရေလေးနည်းနည်းထည့်ထားပါမယ်ငဖယ်ကိုင်လိုက်ရေလေးကိုင်လိုက်နေပေါ့နော်ပြီးရင်တော့အမှငဖယ်လေးတွေကိုစပြီးတော့ကြော်ပါမယ်လက်ကလေးကိုရေလေးနဲ့ကိုင်လိုက်ပါမယ်ပြီးရင်တော့ကိုလိုချင်တဲ့လောက်ငဖယ်လေးတွေကိုပေါ့နော်လာလာလေးထည့်မလားမလှမ်းပါလေးထည့်မလားငဖယ်လေးတွေကိုအဲ့လိုကိုင်ပြီးတော့ငဖယ်လေးကိုကိုင်ထည့်လိုက်ရေလေးတော့ဆွလိုက်အဲ့လိုလေးလုပ်ပါပြီးရင်တော့အဲ့ဒီကိုငဖယ်ကိုင်ပြီးတော့ရေလေးတော့ဆွထားတဲ့အဲ့ဒီရေကလေးနဲ့လေကမွန်းကျင်ရဲ့ကြော်လို့အပေါက်ကမွန်းကျင်ရဲ့ကြော်တယ်လေကမွန်းကျင်ရဲ့ဟင်းကျိုးကိုဘာလို့လုပ်လို့ရတယ်နော်ငဖယ်လေးကအဲ့လိုစီးလေးနဲ့ဒီနေ့ကတော့ငဖယ်ကိုဒီမှာလိုမျိုးအပြားကြီးလေးတွေကြော်ရတာကိုကြိုက်ပါတယ်အပြားတိတိလေးတွေမပြောဘဲနဲ့အပြားကြီးလေးတွေကြော်ပါတယ်အဲ့တော့ဒါလေးကိုရေမြင့်ဆက်ကြော်လိုက်ပါအောင်မယ်နော်ငဖယ်လေးကိုအဲ့လိုမျိုးလေးရေလေးကန်လိုက်ဒီမှာငဖယ်လေးကိုယူလိုက်အဲ့လိုလေးလုပ်ရပါတယ်နော်အဲ့လေးရတယ်ရေမြင့်ဟိုအရင်လေးလည်းကြောက်ပြီးနေတူတယ်နော်ဟိုရင်လေးလည်းရေမြင့်အဲ့လိုမျိုးလေးပြောပြပါတယ်အရင်လေးကတော့ရေမြင့်ငဖယ်ဘူးကိုဝယ်တာပေါ့နော်ဘူးဆိုတော့သူတို့တစ်ခါလဲနှပ်ပြီးသားဒါပေမဲ့အဲ့ဒီဘူးဝယ်နေတာမှပဲရေမြင့်ကစမဲမုံလေးနဲ့သွတ်တုံလေးနဲ့ပြန်ထည့်ပြီးတော့ကြော်ပါတယ်နော်ဒီကောင်လေးတွေကတော့ဒီလေးဆက်ပြီးတော့ကြော်လိုက်ပါဦးမရှင်ကြော်ပြီးတော့မှတွေ့ပါမယ်နော်ကဲတကယ်ချင်းတို့ရေဟမငဖယ်လေးကလည်းကြော်ပြီးပူနွေးလေးမှုေးနေရပဲအဲ့ဒါလေးနဲ့ special ဘာလုပ်ထားလဲဆိုတော့ရမရမှာနန်းကြီးတုပ်လေးလုပ်ထားတယ်ပြီးရင်တော့ဒီဘက်မှာတရက်တိတက်နက်ကလေးနဲ့ထမင်းလေးနဲ့ပစုံကြောက်ကလေးနဲ့နေထားတယ်ပြီးရင်တော့ဟိုမှာအိမ်စီးစိမ်လေးနဲ့ဟင်းရည်လေးတစ်ခွက်လည်းလုပ်ထားပါတယ်အဲ့တော့ရမင်းဒါလေးငဖယ်ကလေးကိုစားပါမယ်ငဖယ်ကလေးပူနေသေးတယ်ကောင်းအဲ့ဒါလေးနဲ့နန်းကြီးတုပ်လေးနဲ့မင်းကလေးနဲ့စားပါမယ်ရှင်ဒီဘေးကဘူးလေးတွေကိုစောင့်ကြည့်ပေးတဲ့အတွက်ငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ရမင်းဒီငဖယ်လေးနဲ့ရပြီဆိုတော့ငဖယ်ချင်းလေးလည်းလုပ်ပြပါဦးမယ်ငယ်ချင်းတို့အခုဒီငဖယ်လေးကတော့ဘယ်မှာဝယ်လဲဆိုတာကိုသိချင်ရင် comment ပေါက်မှာလာမိပါရမင်းရဲ့ဒီဗီဒီယိုလေးကိုလည်း YouTube မှာရော Facebook မှာရောတင်ပေးထားပါမယ်ကြည့်ရှုအားပေးကြပါအောင်ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်လည်းတကယ်ချင်းနေအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့ဒီမှာတော့ငဖယ်ကြော်လေးရပါပြီပွားများထားတဲ့အတွက်ပွားလေးများလေးလည်းရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဆက်ပြီးတော့စားလိုက်ပါအောင်မယ်တကယ်ချင်းနေအားလုံးလည်းထမင်းစားမိကြပါရှင်ထမင်းစားမိကြပါစေရှင်ကျေးဇူးတင်ပါတယ် thank you ပါbye bye နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်နော်